ကျွန်တော်တို့ဒူဘိုင်းမှာလှုပ်လာလုပ်မယ်ဆိုလို့ရှိရင်တည်တင်နေပေါ့နော်အချက်လက်လေးတွေပေါ့အဓိကကတော့ကျွန်တော်တို့ tourist visa နဲ့ကျွန်တော်တို့လုံးဝအလုပ်လုပ်ခွင့်မရှိပါဘူးအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဥပဒေအရတရားဝင်တားမြစ်ထားရပေါ့နော်ကျွန်တော် work visa နဲ့အလုပ်လုပ်ရတယ် work visa နဲ့အလုပ်လုပ်တဲ့အခါမှာလည်းကျွန်တော်တို့ကအလုပ်ရှင်နဲ့ချုပ်ရတဲ့ contract ပေါ့နော်အဲ့ဟာကိုလက်မှတ်မထိုးခင်မှာကျွန်တော်တို့ကအလုပ်ချိန်ကိုတေချာမေးပါလှုပ်လာစာကိုတေချာမေးပါနားရက်ပိတ်ရက်ပေါ့နော်အစားထိုးပြန်ပိတ်ပေးလားဆိုတော့တေချာမေးပါပြီးသွားလို့ရှိရင်ကျွန်တော်တို့အဲ့အတွက်ကျွန်တော်တို့ visa ဘိုးကိုကျွန်တော်တို့ပေးရတာလားဒီမှာ insurance ဘိုးကျွန်တော်တို့ share နေပြီးတော့ဖြတ်တာလားတချို့ဆိုလို့ရှိရင်လစာတွေကဖြတ်ကြရတယ်ဗျအဲ့လိုမျိုးကိုဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေနိုင်လားရတဲ့လစာတွေကပေါ့နော်အဆင်မပြေနိုင်ဘူးဆိုလို့ရှိရင်တခါတည်းမပြေနိုင်အကြောင်းကိုပြောပြီးတော့ကျွန်တော်တို့ဒီအလုပ်ကို cancel လုပ်လို့ရတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီအလုပ်ဒီမှာကျွန်တော်တို့လုပ်ပြီးသွားလို့ရှိရင်6လအနည်းဆုံးလုပ်ရတယ်ဗျအားနာပြီးတော့ကျွန်တော်တို့မမေးလို့မရဘူးအားနာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒုက္ခရောက်ဖို့ပဲရှိရပေါ့နော်ပို့ပြီးတော့